တရုတ်လိုနေ့စဉ်သုံးစကားပြောအတူတွေကိုလေ့လာကြည့်အောင်ထားဖို့အချိန်တန်ပြီး该起床了该နဲ့လာနဲ့တွေ့ထားရင်အချိန်တန်ပြီးအချိန်ရောက်ပြီးတင့်ပြီးလို့အတိပ္ပယ်ပြန်လို့ရတယ်နော်起床အေးရထားတယ်该起床了该起床了အချိန်စောပါသေးတယ်时间还早呢时间အချိန်还ရသေးတယ်早ကစောတယ်时间还早呢时间还早呢ငါနောက်ကျတော့မယ်我要迟到了我ကငါရောက်နဲ့လာနဲ့တွေ့ထားရင်တော့မယ်လို့အတိပ္ပယ်ရနော်迟到နောက်ကျတယ်我要迟到了我要迟到了ငါရအိတ်ချနေတုံးပဲ我还很困我ကငါ还ကနေတုံးပဲတေးတယ်လို့အတိပ္ပယ်ရနော်很ကအရန်困ကအိတ်ချနေအိမ်ငိုက်တယ်我还很困我还很困နှုံးဆက်မိပြီလားနောက်ကျုံးဆောင်了吗နောက်ကျုံးကနှုံးဆက်ဆောင်ကမိတယ်了比吗啦နောက်ကျုံးဆောင်了吗နောက်ကျုံးဆောင်了吗ငါတညလုံးအိမ်မပျော်ခဲ့ဘူး我一夜都没睡觉一夜都ကတညလုံး没睡觉ကအိမ်မပျော်ခဲ့ဘူး我一夜都没睡觉我一夜都没睡觉